分就洗干没，是啊。这东西呢，挖了的时候，看样子你甜没？看样子。啊，没基地呢，那个并没有呢，没基地呢，你妈别呢骂他了，就那家里甜，就那轻轻的摘了，喏。咱们基地呢的，轻轻的摘了，喏，是吧？ဒီဥလန်းချောင်းတွေ့လဲကောင်းတယ်မကြီးတီနှစ်ကနော်အဲ့ကြောင့်မို့ကျွန်တော်ကမကြီးတီကိုထည့်တာဟုတ်လေနော်ကျွန်တော်ကပြီးတိတ်မကြိုက်ဆိုတော့ငါးကပြားရင်းနဲ့ထည့်လိုက်ပေါ့လေနော်မပြီးစားပေါ့နော်မပြီးစားဖို့ပေါ့ပြီးလို့ရှိရင်ငန်းပြားရင်းနဲ့ထည့်မယ်နော်ငန်းပြားရင်းโอเคခုတော့ခရမ်းချင်ဒီနည်းနည်းပျော့လာပြီဆိုတော့ကျွန်တော်တို့ငါးထည့်မယ်ဒီဟာနေထားတဲ့ငါးပေါ့လေနော်စားစနုံးငရုတ်ကောင်းနေထားတာပေါ့နှက်ထားတာပေါ့15မိနစ်20လောက်ရှိသွားပြီဆိုတော့ဒါထည့်မယ်နော်ဒါ QC လေးနည်းနည်းထည့်မယ်နော်ဒါ QC ကိုအကြီးလေးနည်းနည်းခံသွားဆိုငါလည်းချက်ကန်နေပြီဆိုတော့ဒီမှာချက်တော်နေနဲ့ငရုတ်ဒီစိမ့်ထည့်မယ်နော်စားလေးနည်းနည်းထည့်စားလေးနည်းနည်းချက်တမို့နည်းနည်းထည့်အခုတော့ငါလည်းတက်သွားပြီစီကြံရေကြံလည်းဖြစ်သွားပြီဆိုတော့နောက်ဆုံးအဆင့်အနေနဲ့ကျွန်တော်ကဒီမဲ့စမိတ်နန္နာနော်စမိတ်နန္နာထည့်စမိတ်နန္နာအုပ်တာပေါ့ဗျာနန္နာပင်စားစမိတ်နန္နာအုပ်တယ်ပေါ့ကျွန်တော်ကနန္နာပင်မထည့်ပဲနဲ့ဘာလို့စမိတ်နန္နာထည့်လဲဆိုတော့စမိတ်နန္နာကစောက်ဝင်အိပ်ပျော်နေတယ်ဗျလူရဲ့ခန္ဓာကိုယ်ကျန်းမာရေးအတွက်ပို့ပြီးတော့မှထောက်ကူဖြစ်တယ်ဟုတ်တယ်နော်စမိတ်နန္နာကဒီတိုင်းအစိမ်းစားလဲကောင်းတယ်တို့စားလဲကောင်းတယ်နန္နာပင်ကကြတော့သူကအနံ့အရသာတော့ကောင်းတယ်ဒါပေမဲ့ဒီစမိတ်နန္နာတော့လူခန္ဓာကိုယ်တိတ်အကျိုးမပြုဘူးဗျဆိုတော့အကျိုးပြုတာပြုတယ်ဒါပေမဲ့နည်းတယ်ပေါ့ဗျာနော်ဆိုတော့အကြောင်းလို့ကျွန်တော်ကစမိတ်နန္နာကိုပိုကြိုက်တယ်နန္နာပင်ထက်အကြောင်းကျွန်တော်စမိတ်နန္နာကိုကျွန်တော်ထည့်တာပေါ့လေနော်ဆိုတော့ okay see you next video နောက်ဗီဒီယိုကြရင်ပြန်ဆောင်ကြမယ်နော် thank you okay